Hello guys အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်ဒီ waifu နဲ့ပတ်သက်တဲ့အကြောင်းလေးပေါ့နော်နားလည်တဲ့သူတွေလည်းရှိမယ်နားမလည်တဲ့သူတွေလည်းရှိမယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီ waifu နဲ့ပတ်သက်တဲ့ဟာလေးကိုကျွန်တော်လည်းလောက်ရှင်းပြပေးမယ်တော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ TikTok လိုမျိုးပဲပေါ့နော် TikTok ကျွန်တော်ဂျပန် TikTok အကောင့်လိုမျိုးပဲပေါ့နော်ဂျပန် TikTok မှာကျွန်တော်ဗီဒီယိုတွေတင်ရင်ဒီဒေါ်လာတွေရတယ်အဲ့လိုပုံစံမျိုးပေါ့နော် monetization ရှောက်ပြီးတော့ရတဲ့ဟာလိုမျိုးပေါ့နော်ဒီ waifu ကလည်းသူကလည်းဒီလိုမျိုးပဲသူကဘာတခုကောင်းလဲဆိုတော့ကျွန်တော် TikTok မှာဆိုလို့ရှိရင်ဒီ follower ဒီ TikTok မှာဆိုလို့ရှိရင်သူက view တစ်သိန်းလို့ပါလို့လိုတယ်အဲ့လိုမျိုးပြေတော့မှသူက monetization ရှောက်လို့ရတော့ဗောနော်သူကဒီ waifu ကကြတော့အဲ့လိုမျိုးမဟုတ်ဘူးဗျာနော်ဒီ monetization အောင်မှုအတွက်ကိုသူကဘာတွေတတ်မှတ်ထားလဲဆိုလို့ရှိရင်ကျွန်တော်တို့ invite 15ယောက် invite 15ယောက်ဒါမှမဟုတ်လို့ရှိရင်ဒီ super like ပေါ့နော် super like 5ခုအဲ့ဒီနှစ်ခုတည်းကဒီတခုခုကိုရမယ်ဆိုလို့ရှိရင်ဒါ monetization အောင်ပြီးသားအကောင့်ဖြစ်ပြီပေါ့နော် monetization အောင်တဲ့အကောင့်ဖြစ်သွားပြီပေါ့ဖြုတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုတွေတင်မယ်ပေါ့နော်ဗီဒီယိုတွေတင်မယ်တော့ကျွန်တော်ငွေရှာလို့ရပြီပေါ့နော်ငွေရှာရပြီသူက view တွေ like တွေအများကြီးရလေကျွန်တော်တို့ဒေါ်လာအများကြီးရလေပဲဖြစ်ပါတယ်နော်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီဒေါ်လာတွေရပြီဘယ်လိုထုတ်ရမလဲဆိုလို့ရှိရင်ထုတ်ပြီးဒေါ်လာတွေရလာပြီဒေါ်လာရပြီဆိုရင်ကျွန်တော်တို့ဘယ်လိုထုတ်မလဲအဲ့ဒီဟာကဘယ်လိုထုတ်ရမလဲဆိုတော့သူကဒီကျွန်တော်တို့ monetization အောင်ပြီးတာနဲ့ကျွန်တော်တို့ထုတ်မယ်ပေါ့နော်ကိုထုတ်မယ်ဒီ wallet တွေပါတွေပေါ့နော်ဒီထုတ်မယ်ကိုထုတ်မယ်ပတ်စံအိတ်တွေပါတွေဘယ်ဟာနဲ့ချိန်မှလဲဆိုတော့သူကတခါတည်းတန်းချိန်ခိုင်းနေပေါ့နော်တန်းချိန်ခိုင်းနေကျွန်တော်တို့ကဒီတော့ဘာနဲ့ထုတ်လို့ရလဲဆိုတော့နှစ်ခုထုတ်လို့ရတယ်ပေးပယ်နဲ့ထုတ်လို့ရတယ်နောက်တစ်ခုကကျတော့ Binance account နဲ့ထုတ်လို့ရတယ်ပေါ့နော် Binance exchange နဲ့ကျွန်တော်တို့ဒေါ်လာလက်ခံတဲ့ဟာပေါ့နော် Binance နဲ့ထုတ်လို့ရတယ်ပြီးသွားလို့ရှိရင် PayPal နဲ့ထုတ်လို့ရတယ်အဲ့နှစ်ခုနဲ့ချိန်ပြီးတော့ထုတ်လို့ရပါကျွန်တော်ကိုယ်တိုင်ထုတ်လို့ရတယ်ဆိုတော့အဆင်ပြေတယ်ဒီဒေါ်လာထုတ်ဖို့အတွက်ဒီပါတွေကိုစားပိတ်ဒီပါတွေအပ်နေကြလည်းမလိုဘူးဟိုလူအကူကြီးတောင်းဒီလူအကူကြီးတောင်းနေကြလည်းမလိုဘူးเนาะ Binance မရှိဘူးဆိုရင်လည်း Binance account လေးဖွင့်ပြီးတော့ကျွန်တော်တို့လုပ်လို့ရတယ်ဝေထုတ်ဖို့အတွက်ဆိုရင်เนาะဒီ Binance ရှိတယ် Binance မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ PayPal ပေါ့နော် PayPal အဲ့နှစ်ခုတွေကတစ်ခုရှိလို့ရှိရင်အဆင်ပြေပါတယ် Binance ကတော့ပို့ပြီးတော့ recommend ပေးတယ်ပေါ့နော် Binance ကတော့ပို့ပြီးတော့ကောင်းတယ်သူ့ကိုကျွန်တော်တို့ဒေါင်းမယ်ပေါ့နော်ဒေါင်းမယ်ဆိုလို့ရှိရင်ဘယ်လိုဒေါင်းရမလဲဆိုတော့ကျွန်တော်တို့ဒီ pro လေးကိုတစ်ချက်ပြီး add info တွေကိုတော့ပြီးသွားလို့ရှိရင်ဒီမှာ clear data လောက်လိုက်ပေါ့နော်ကျွန်တော်တော့တောင်းမိသားမှုလို့လုံးမပြတော့ဘူးဒီမိတ်ဆွေတို့ကတော့လုပ်လိုက်ပေါ့နော်အဲ့ဖိနှိပ်ပြီးတော့เนาะကျွန်တော်ပြန်ပြပေးမယ်ဒီချက်ဖိနှိပ်ဒီမှာinfo လေးကိုနှိပ်ပေါ့နော်